ကတော့မားကလေးတစ်ခုရောက်နေရပြီဖြစ်ပါတယ်အခုကတော့ဖုန်းလေးဝယ်ပြီးပြီဆိုတော့ခုနတားယူတာတစ်ချက်ရှိုးအဲ့ဒါကြီးဖြစ်တဲ့အတွက်စပါကိုတွားနေရပဲဖြစ်ပါတယ်သူ့ပေးနာလေးကလေးဆိုင်baby လေးတွက်နော်အဲ့ဆိုင်လေးကိုတွေ့ရလေဥရဟုတ်ကလည်းဒါပေမဲ့ကို့အတွက်မလုံလို့ဘာလို့မဝယ်လိုက်ခဲ့ရပါမိုက်တယ်အဲ့မှာချစ်စရာလေးအယုတ်လေးယူပါကဲခုကမျက်မှန်နေလဲချွတ်အကောအဲ့ဘာဝင်မှာပဲတင်ပြီးဘာနော်လောက်ပါတော့မယ်နေကြားလိုက်တာဒီဘက်ကိုရှောက်ပြီးစိတ်ကူးတယ်သွားကြည့်ပါရဲ့ခုကတော့ဘယ်လိုပြောမလဲဒီပေါ့ဒါ spray လို့ပြောရမယ်နော် spray ပေါ့ spray လေးဖြန်းတယ်ပြီးလို့ရှင် spray တစ်စိတ်ကပဲလေအဲ့ဖြန်းလိုက်တဲ့တစ်စိတ်ကပဲအဲ့ cream လေးကိုလောက်လိုက်ပါတယ်အဲ့ဒါကိုကအချိန်ပြည့်သွားတယ်ပေါ့နော်ကိုအင်ကြီးရိုင်းပြန်လက်ပါတယ်ကြည့်နေတော့ပြန်ဝေးရတယ်ပြီးလို့ရှင်သူ့ရဲ့ mask ကြီးတွေကိုလည်းချစ်ပြီးတော့ထားရပါတယ်ရှင်ညမဟဲ့မတက်ချင်လားမသိဘူးညမတီချာလေးပြန်တက်ရပါတယ်ရှင်ကဲခွာပတ်ဆိုင်ရှင်းပြီးလို့ရှင်အင်းကြီးတန်းဘက်ကိုသွားပါမယ်အဲ့မှာရေရဲမုတ်ဆိုင်တွေ့အောင်မေ့ပြီးစားခဲ့ဟီအဝစားလေးဝယ်လိုက်ပါဘယ်နဲ့ထဲဝယ်လဲဆိုဘယ်နဲ့ထဲလဲတော့မမိတော့ပါအတန်တွင်းနဲ့ပဲကြည့်တော့မယ်ဒီအင်းကြီးလေးစားရပေါ့နော်လာလို့ဟဲ့ရရဝယ်လာခဲ့ပါပြီးလို့ရှိရင်ဘယ်အင်းထယူရင်ကောင်းမလဲဆိုဒါလေးလဲလာတယ်ပြီးတော့ပတ်ဆိုင်ရှိမိုင်းကဲစက်တာကြည့်သွားလိုက်ပါတော့ပတ်ဆိုင်ရှင်တဲ့နေရာလေးတော့ဒီမှာဒါပြလိုက်ပါလေကဲခုကတော့အိမ်ပြန်တော့မှာပဲပတ်ဆိုင်လေးလဲဘုံကုန်သွားပြီအားကြောင့်မလို့ပါဘိုင်ဘိုင်ပြန်လာပြီဘိုင်ဘိုင်